ဟုတ်ပြီဆိုတော့ဒီမှာ성별로 성종별ဆိုတာကြတော့ဒီသင်္ဘောအမျိုးအစားလိုက်ပေါ့နော်ဆိုတော့သူကခုနကတော့ကဒီလိုမျိုးresearch and development တွေနောက်ပြီးလို့ရှိရင် design ပိုင်းတွေနောက်ပြီးလို့ရှိရင်ဒီထုတ်လုပ်တဲ့ပိုင်းတွေဒါတွေကိုပေါင်းပြီးတော့ရှင်းပြလိုက်မယ်ဆိုရင်လေပထမနေရာရထားတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီသင်္ဘောအမျိုးအစားလိုက်ပြန်ကြည့်မယ်ပေါ့နော်성종별 경제력에 있어서도 သင်္ဘောအမျိုးအစားလိုက်ခွဲပြီးတော့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေတဲ့ 가스 운반선ဒီ gas တင်တဲ့သင်္ဘောတွေနောက်ပြီးလို့ရှိရင်유조선ကကြတော့ဒီစီတင်တဲ့သင်္ဘောတွေပေါ့နော်ယူနန်စီတို့ပဲဖြစ်တခြားစီတွေပဲဖြစ်အဲ့လိုစီတင်တဲ့သင်္ဘောတွေနောက်ပြီးလို့ရှိရင် 컨테이너သင်္ဘောတွေ 등에서 쌓인 이야기가 래 높은 경제력을 확보하고 있습니다. လုံးဝကိုဒီရှင်ပြိုင်နိုင်စွမ်းမြင့်မားတဲ့နေရာကိုယူထားရပေါ့နော်ရှင်ပြိုင်နိုင်စွမ်းမြင့်မားတဲ့နေရာမှာရှိပါတယ်တဲ့ဟုတ်ပြီဒါဆိုရင်နောက်တစ်ပိုင်း 그러나 답이 최근 몇 년간 제가 이 레들러 노게리 네 많이 잘 나가고 너 이 레들러 네리 나오던가 한국의 조선업을 이 코리아의 데모디사위 농가로 세계적인 경기 침체 세계적인 노아디 တကမ္ဘာလုံးဆိုင်ရာ 경기 침체에 가져요. 시바이 자신무. တကမ္ဘာလုံးရဲ့ 시바이 자신무 ပေါ့နော်. ကမ္ဘာလုံးဆိုင်ရာ 시바이 자신무의 경제 신화. 경제ဆိုတာက ပြိုင်ဆိုင်မှုတွေ 신화ဆိုတာက ပြင်းထန်တာ. ဒီ ပြိုင်ဆိုင်မှု ပြင်းထန်တာတွေကြောင့် လိုအပ်နေဆိုတာက အဲ့ဒီ အရာတွေကြောင့် ပေါ့နော်. ဆိုတော့ 이 လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းကဆိုလို့ရှိရင် 이 코리아의 조선업 데모디사위 농가 လုံးဝ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုနဲ့ လည်း ရင်ဆိုင်ရတယ်လို့ နောက်ပြီးလို့ရှိရင် ဒီ ရှင်ပြိုင်နိုင်စွမ်း ပြင်းထန်တဲ့ အခြေအနေမျိုးပေါ့နော် ဒီလိုအရာတွေကြောင့် 다소ဆိုတာက နည်းနည်းလေး 어려움을 겪고 있습니다. အခက်အခဲတွေ ကြုံတွေ့နေရပါတယ်တဲ့. 이를 디하고, 뭐래? အခက်အခဲတွေ ကြုံတွေ့နေရတာကို ပေါ့နော်. 디하고 극복하고자, ကျော်ဖြတ်နိုင်ဖို့အတွက်, 디하고, တားဆီးနိုင်ဖို့အတွက်, ကျော်ဖြတ်နိုင်ဖို့အတွက်, 한국 조선업은 이 코리아의 디모디사위 농가가 기술혁신ဆိုတာက ကြတော့ နည်းပညာတွေကို အသစ်ပြောင်းလဲပြုပြင်တာ ပေါ့နော်. ဒီ နည်းပညာအသစ်တွေ ပြောင်းလဲပြုပြင်တာမျိုးတွေ နောက်ပြီးလို့ရှိရင် 구조개선을 통해, 구조개선ဆိုတာက ကြတော့ ဖွဲ့စည်းပုံတွေကို ပြောင်းလဲပြုပြင်တာမျိုးတွေ သူတို့ ဒီဟာကို သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပေါ့နော်. နည်းပညာအသစ်တွေ ပြောင်းလဲတယ်. နောက်ပြီးလို့ရှိရင် သူတို့ရဲ့ ဖွဲ့စည်းပုံတွေကို ပြောင်းလဲတယ်. ဒီလို ပြောင်းလဲမှုတွေကနေ တဆင့် 경제력을 강화하는, 이 ရှင်ပြိုင်နိုင်စွမ်းကို 강화하는ဆိုတာက ရှင်ပြိုင်နိုင်စွမ်း ကောင်းကောင်းရထားတယ် ပေါ့နော်. သူတို့ လုံးဝ ဒီထဲမှာ ရှင်ပြိုင်နိုင်စွမ်း ကောင်းကောင်းရထားတဲ့ 등사의 조선업 선도국의 조선업 선도국ဆိုတာက 선도국ဆိုတာက ဦးဆောင်တဲ့နိုင်ငံ ပေါ့နော်. ဒီ 데모디사위 농가မှာ ဦးဆောင်နေတဲ့ ရှိပြီးနိုင်ငံ ပြောရရင် သူတို့က 데모디사위 농가의 ဘုရင်လို့တောင်ပြောလို့ရတယ်လေ. အဲ့တော့ သူတို့ရဲ့ အဲ့ဒီနေရာရဲ့ 입지 ဆိုတာက ကြတော့ သူတို့နေရာယူထားတဲ့ ဂုဏ်သိက္ခာလို့ပြောရမှာ နော်. သူတို့နေရာယူထားတဲ့ ဒီဟာရဲ့ ဂုဏ် ဒီလိုအနေအထားကို ပေါ့နော်. 유지하기 위한, ကာကွယ်ဖို့အတွက် 이 ဘုရင်ဆိုတဲ့နေရာကို ကာကွယ်ဖို့အတွက် ဒီလိုနေရာကို မပြောင်းမပြတ်သွားအောင် ရှိနေဖို့အတွက် 노력을, ကြိုးစားမှုတွေကို 끊임없이ဆိုတာက လုံးဝ အဆုံးမရှိ 하고 있습니다. ကြိုးစားမှုတွေ ဆက်တိုက်လုပ်နေပါတယ်လို့ ပြောချင်တာပေါ့နော်. အဲ့တော့ ဒါလေးကို နားလည်မယ်လို့ ထင်ပါတယ်ရှင်